တန်တာရီထဲကဖီးနစ်ငတ်ဟာတကယ်ပဲအပြင်လောကမှာရှိနေတာလားတရုတ်နိုင်ငံရဲ့တောင်တန်းတောအုပ်ဒီထဲမှာတက်ရှိဖီးနစ်လို့တင်စားရတဲ့တတဝါတစ်ကောင်ရှိနေပါတယ်အဲ့ဒါကတော့ရွှေရောင်ရစ်မင်းဒါမှမဟုတ် Golden Pheasant ပါပဲသူ့ရဲ့တောက်ပတဲ့ရွှေရောင်အမောက်နဲ့ရောင်စုံအမွှေးတောင်တွေကနတ်ပုံနတ်နန်းကလာသလားလို့အောက်မရပါတယ်အထီးကြီးရဲ့လေပင်မှာရှိတဲ့လိမ္မော်ရောင်အမွှေးတောင်တွေဟာပန်းကားတစ်ခွန်းလိုခံကားနိုင်ပြီးရန်သူကိုခြောက်လန့်ဖို့ဒါမှမဟုတ်အမကိုဆွဲဆောင်ဖို့အသုံးကျတာပါသူတို့ဟာတောနတ်ထဲမှာနေထိုင်တတ်ပြီးလူမြင်ကွင်းကိုရှောင်ရှားတတ်ကြပါတယ်အင်မကန်ရှက်တတ်တဲ့သဘာဝရှိပေမဲ့သူတို့ရဲ့အလှတရားကတော့ဖုံးကွယ်ထားလို့မရပါဘူးတင်ငှက်တွေဟာမြေပြင်ပေါ်မှာအစာရှာဖွေရတာကိုပုံညစ်တတ်ကြပါတယ်ပိုးမွားတွေအစစ်အဆန်တွေနဲ့တိဥတစ်ဖူတွေကိုကျွမ်းကျင်စွာရှာဖွေစားတောက်တတ်ကြတာပါပြန်တန်းတဲ့အခါမှာတော့သူတို့ရဲ့ရှည်လျားလှပတဲ့အမီးတွေဟာလေထဲမှာကခုန်နေပဲလို့ပါပဲရှေးဟောင်းပုံမြင်တွေကဖိနစ်ငှက်ရဲ့ပုံရိပ်ဟာဒီရွှေဟောင်းရင်မင်းတွေစီကနေဆင်းသက်လာလို့အညားကယူဆထားကြပါတယ်တဘာဝတရားရဲ့အန်မခံလှပတဲ့ဖန်တီးမှုတွေအကြောင်းသိရှိဖို့ Daily Knowledge ကို follow လုပ်ထားဖို့မမေ့နဲ့ဦးနော်